Hello, I don't know about Kolaka and Lenaka Kola Tori, and Tome Raya, Arapuna, Tu Nemade, Chakani, and Omewa, and name Arlo Shitty, Tome Kadu, also in sea in both Kadu Lepia. Rizana Adanale, Arabu, Manquat Tara. Arakunda Barandoro is no Aruda Ataka Tia Nene Espa Pama Pahomin Bamasida, Yemi Bamasida, Kame Pama Amia Buman below a Dario Rizako Naima Achiga Asopinamu by Naima Kanabu Saru by Naima Tekunda Padam Tola. Wukunda Padam you, Maybe, no Chanley, and Topla. 3 တိုင်းနဲ့ဆိုတော့ပခုံးအစနေခြေဟာ3နဲ့ခါကျက်26ခါရှိ15လုံးမှာကျွဲကျက်ဟာလုပ်တဲ့တို့တွေကကိုတက်တဲ့ဒီအနှုတ်တဲ့ပါလာလို့ကျွဲကျက်ဟာရင်ကျက်ဒီနေရာတိုင်းရတာမဟုတ်ဘူးလားလို့ဒီကောင်းမင်းပို့တိကြတာဟာဒီချုပ်ကကျွဲကျက်ရင်ကျက်ကိုစုပ်ပြတာဘာကြောင့်လဲဆိုတော့ဒါတာမန်အင်တာနက်တာမှာဒါမှာအဲ့ဒီကြားထဲမှာတို့ဒီနေရာလေးတွေမှာအစာလေးတွေဇပူလေးတွေရှိနေတယ်နောက်ဘက်ကျတော့ရှိဘက်ကျတော့ရှိတယ်အဲ့တော့ငါတို့တွေကခုချိန်လို့တတ်ပြီးနားလည်တယ်โอเคဒါဆိုရင်ငါတို့အဲ့ဒီတိုင်းလေးနဲ့ဆွဲပြမယ်ဒီတိုင်းနဲ့ဆိုမြန်မာဒီစောက်ဝဲပိုင်းနေဒီခလုတ်အကြောင်းတွေအားလုံးဟာအခုနမူနာလေးစံပြတာပဲလေ့လိုက်ဆိုရုံနဲ့ခါရှိဟာ15လမှာအဲ့တော့ခေါက်စာနဲ့ချုပ်စာတခါလေးထည့်ပေါင်းတာဆိုရုံနဲ့အဲ့တော့ခါရှိရဲ့15အပေါင်းခေါက်စာတဲ့အပေါင်းပခုံးချုပ်တာဒသမထုံးကိုဒသမထုံးမှုဆိုတာ animation နဲ့တော့ H နဲ့မှာဘာလို့ရိုက်ထည့်နေတာโอเคအနောက်ပါအဲ့ဒါဘာလို့ဒီနဲ့အိမ်အရှိနောက်ချင်အဲ့တော့ဒီမြင်းလေးကိုငါတို့က control D ဒီဆောက်ဝဲရပါနော် control D control D ပွားလိုက်ပြီးပခုံးလေးနဲ့ရောက်နေတယ်ဒီမှာအားတွေ့တဲ့နေရာဒါပခုံးလေးပတ်ထားလိုက်အဲ့တော့ဒီမှာကိုယ်မျိုးကတ်လိုက်ဒီမြင်းရဲ့တန်ဖိုးကပခုံးလေးက7ခရုလက်ပြတ်ငါတို့ရိုးလက်နဲ့ဆိုရရတယ်ဒါလက်ပြတ်အတိုင်းအဲ့ဒါလေးလေဒီစီတွေ့တာရှိတယ်စနစ်ဆိုတော့ပိုက်တယ်မှာဒါ16ခုလေးဖြစ်နေတာဘူး
စနစ်ဆိုတော့ဘာလို့တစ်ချမ်းပဲမြတ်တာလေတိုင်းရဲ့တစ်ပတ်တစ်ချက်ကပခုံးအဲ့တော့6လက်မှာအဲ့ဒါပခုံးကြီးဒါပခုံးကြီးရဲ့တန်ပခုံးကြီးရဲ့တန်ကိုတော့ငါတို့ထုတ်စာတစ်ခါတည်းထည့်ပေါင်းပါမယ်ပိုက်တယ်မှာအပေါင်းဒသမ3ခုဆိုတာပြီးတယ်ဗျာအဲ့တို့စမ်းမှရှိတယ်ပြီးရဲ့ပြီးတယ်ဗျာအားလုံးက international တော့ပဲတချို့နိုင်ငံတွေလည်းထုတ်စာထားရင်တော့နေပဲအဲ့တော့ဒီပခုံးမျိုးကို control D နဲ့ယူလိုက်ဒီပခုံးမျိုးကို control D နဲ့နှကြောင်းပြတာပြီးညင်လိုင်းရှိတယ်ကညင်တစ်ပတ်လုံးအတိုင်းမှာဘယ်ညာရှင်းတော့၄ချိုးတက်ချိုးပဲရဲတန်က32ဆိုရှစ်လက်မှာအဲ့တော့ငါတို့စာနေထားနေပြောလဲပခုံးကနေပြီးတော့တမ်းနဲ့ထိတ်ပြီးရင်တစ်ပတ်လုံးအတိုင်းရဲ့၄ချိုးတက်ဆိုတဲ့စံရှိအဲ့ဒါတွေကနောက်ပိုင်းရှင်းပြပြီးအဲ့တော့ရင်လိုင်းတီရအောင်ငါတို့ကတက်ပြီးရင်တစ်ပတ်လုံးတိုင်းရဲ့၄ချိုးတက်မှာရင်လိုင်းရှိဝိုင်းထဲမှာပေါင်းရှိအဲ့ဒါရင်လိုင်းတီတဲ့နေရာဒါနဲ့ထိုက်တီတဲ့နေရာအဲ့ဒါလေးကိုငါတို့ဟာရင်လိုင်းကအခုကပခုံးလိုင်းကကွန်ထရိုးတီနဲ့ပေါင်းလာတာဖြစ်တဲ့အတွက်မဖြစ်ရှိဖြစ်တယ်အဲ့တော့ပိုက်တယ်မှာရှိအဲ့ဒါရင်လိုင်းရဲ့တန်ဖိုးကွန်ထရိုးတီနင်းလေးကိုပွားလိုက်ပြီးငါတို့အောက်နာက16မှာရှိတယ်အဲ့တော့ y ထဲမှာအပေါင်း8အဲ့ဒါအောက်နာရ control D အဲ့ဒီနင်းရဲ့တန်ဖိုးတည်တဲ့နေရာကိုငါတို့အခုလောလောဆယ်တည်တဲ့နေရာကိုပါမယ်တည်တာနောက်ဝိုင်းမှာနောက်တက်အဲ့ဒါခေါက်စာဒီမြင်းနှချောင်းရဲ့တန်ဖိုးကိုသိကြတာကခါ26ဆိုတော့ဘယ်ညာရှိတော့၄ချိုးတက်ဘယ်ညာအဲ့တို့ရှင်းတော့၄ချိုးတက်ဆိုတော့26ဆိုတော့ဒီကောင်က6အဲ့ဒါခါလိုက်တယ်မို့ကျန်တာငါတို့ကပြန်ဖတ်မယ်ဟုတ်ငါတို့ဂျိုင်းမောက်ဖောက်တော့မယ်ဟုတ်တယ်အဲ့ဒါဆိုရင်လိုင်းကို control D နဲ့ပွားလိုက်တယ်သူ့တန်ဖိုးချိန်လိုက်တယ်တလမှာအနှုတ်တက်ဆိုအဲ့ဒါလေးကို control C နဲ့ယူပြီးတော့ control V နဲ့အဲ့ဒီ line ပေါ်မှာတဲ့တဲ့လေးချလိုက်ရင်ဒါနောက်တဲ့အဲ့တော့ခရိုးအိမ်ရထုတ်စာပွားစာတလမရှိ control B ရှေ့ကိုတလမအဲ့ဒီတိုင်းပဲ C control C ကနေတော့ငါတို့အောက်မှာခောက်စာထီ control B နဲ့ချဒါထုတ်စာပွားစာအဲ့တော့ငါတို့လည်းပခုံးမျိုးမှမရှိရလေဘယ်မှာပေါက်မယ် control D လေဘယ်မောက်ကပုံမှန်လေဘယ်မောက်ကနှစ်ခွဲရှိနှစ်ခွဲကိုငါတို့ထုတ်စာထည့်ပေါင်းလိုက်တော့3လမှာလေဘယ်ကျဲ3လမှာလေတန်ဒီလေဘယ်မောက်ဒီမှာဒါ3လမှာကျဲနေကြတဲ့မောင်းထိုင်နဲ့နောက်ထပ်လေဘယ်မောက်ကသောယုပရမဆက်ပဲရှိတယ်တလမှာ control D ပွားလိုက်နေကြတဲ့မောင်းထိုင်တလမှာမရှိတော့ဝိုင်းထဲမှာအပေါင်းတက်အဲ့ဒါနေကြတဲ့မောင်းထိုင်အဲ့ဒီနေကြတဲ့မောင်းထိုင်နဲ့ဒီကအနှုတ်တက်
ဒီကနှုတ်တဲ့နဲ့ကြားတယ်ဒါဆိုတော့ပေါ်တာတဲ့အပေါင်းတဲ့အဲ့တော့ဒီမှာငါတို့ဆွဲတော့မယ်ဒီဘုတ်ကပြီးနေလိမ့်မယ်ဒါနှုတ်တဲ့ဒါနင်ကြတော့မောင်းတဲ့ညာကလေးနဲ့တော့အဲ့ဒါဒိုင်းမြင့်တီဒီနဲ့ပုံစံပေါ်လာတယ်နှုတ်တဲ့နဲ့ငါတို့ခါမူလာနဲ့အဲ့ဒီဒီလိုမြင်ရလာဆိုတော့ပေါ်တာ control D H မှာအပေါင်းတဲ့ထုတ်လာပေါ်တာကလမ်းမရှိဒါဆိုရင်တို့တွေ frame ချလို့ရတယ်ပြောချက်မြင်ဟာဂျိုင်းစပ်ပူရ control D ပြောချက်မြင်တည်တဲ့နေရာကပြောချက်ရင်းချင်းဒီနေရာလေးတည်တဲ့နေရာပခုံးမင်းနဲ့ရင်မင်းရဲ့အချိုးတူတဝက်မှာရှိတယ်ဆိုတော့ပေါင်းလေးပခုံးမင်းနဲ့ရင်မင်းအကွာကိုရရှင်းတယ်ဒါကြောချက်မြင်တည်တဲ့နေရာဒီလက်မှာရှိဒါအနားရှင်းနေတော့အဲ့တော့ဂျိုင်းစပူရသည်ကြောချက်ရင်ကျရစပူရကိုကြောချက်ရင်ကျကိုငါတို့ကအတိအကျသိရဒါတွေကစတဲ့လက်တွေ့ပြတခုကြည့်အဲ့ဒါမဝိချုပ်ကိုအောင်တော့နှုတ်တဲ့နဲ့လောလောဆယ်နော်မမင်းကလေးတယောက်ကိုနှုတ်တဲ့နဲ့ငါတို့ဂျိုင်းတော့စပါဂျိုင်းတော့စပြီးမှကြောချက်โอเคဒါဆိုရင်ငါတို့ပြန်ချရပြီပြန်ချအဲ့တော့ဒီဘုတ်ကနှိပ်လိုက်တယ်အောင်းလုံးလေးပြောင်းသွားတယ်လက်ပဲနောက်ကျတဲ့လောက်မှာလက်ပဲမောက်တဲ့တုံးလောက်မှာနှိမ့်ကြတဲ့မောင်းထိတ်တဲ့လောက်မှာဘေးချုပ်ကိုအောင်းတာကြော်ရုံညာကလေးနဲ့ထပ်ဒီကာလာကိုငါတို့တိုက်လာချက်ဘူးဆိုရင်ကာလာချုံးနေတာအဲ့တော့ဒီဝက်ထိုင်ကောင်အဲ့တော့အခုပဲထားလိုက်မယ်အဲ့ဒါကို resolution ချလိုက်အောက်ကမြင်လို့ပြောင်းအဲ့တော့ငါတို့အဲ့ဒီမှာငါတို့ဒီချုပ်ကိုအမဲချင်နေပြီအဲ့တော့ free မှာ resolution ချအဲ့ဒါမှာအောက်ကမြင်လို့ကိုတွေ့ရတယ်ဒါတွေက software တဲ့ရင်တစ်ခုချင်းပြဒီနောက်ဆုံးတော့မှာလည်းဘယ်မှာပေါ့ဒီ point နဲ့ဒီ point ထားရမှာဒီဘုတ်က n လေးကိုနိုင်တယ်နှစ်ဖက်ခုဒီနှစ်ဖက်ခုလို့ပြောတာအန်ကောင်တင်ကြတဲ့အချိန်မှာသူ့ကိုသာလေးထောက်လိုက်မောက်ပိုက်တာလည်းနောက်ကချက်ချစ်ကလေးပေါ်လာတဲ့အချိန်မှာဖြည်းဖြည်းချင်းဆွဲလိုက်အဲ့ဒီမှာငါတို့နောက်တစ်ချက်နိုင်လိုက်ရင်တက်တက်level မောက်ကျဲ3လမ်းမှာအောက်နာမှာဒီ point လေးဟာနှစ်ခွဲဒါ3လမ်းမှာဒါနှစ်ခွဲအောက်လိုက်ဘောလက်တံလေးကအောက်လိုင်းလက်တံထိပ်ကိုပို့လိုက်နောက်ကျlevel မောက်ဒါကြောင့်မို့ကုလာမယ် digital pattern ကိုတင်ရင်လွယ်တယ်တစ်သက်လုံးလည်းသုံးလို့ရတယ်ချက်ကတ်တယ်စမတ်ကြတယ်စပန်ကြတယ်
အိမ်ကြီးကောင်းတဲ့ရတယ်ဒါကြောင့်လို့ဘူးလက်ရှိဂျိုင်းကွေးမယ်ဒီ point နဲ့ဒီ point နဲ့ကြားရမှာမောက် point တာလေးတွတ်တင်လိုက်စစ်ကလေးပေါ်လာနေတယ်ပြီးတော့နည်းနည်းလေးဆွဲလိုက်လက်တက်နှစ်ခုပေါ်လာဂျိုင်းပေါက်တာလည်း very easy လွယ်လွယ်လေးဒီမှာကြောချက်မျိုးမကြောဘူးဒီကောင်က control လေးနဲ့တွဲလို့ဆိုရင်ဒီအကွေးကဘယ်လောက်ကွေးရမလဲငါတို့ကကြောချင်တာစကွေးတာဂျိုင်းကွေးတာကိုမတ်တာ analysis နဲ့နော်လူတိုင်းကြောချက်ရည်ကြရမယ်ကွေးတာ okay ဒါဆိုရင်ဂျိုင်းမောက်လည်းလက်ထံလေးနှစ်ခုပေါ်တာလက်ရင်းမောက်လည်းလက်ထံလေးနှစ်ခုပေါ်တာအဲ့တော့ငါတို့တွေဖေးကိုကာလာတက်လိုက်ငင်းကြောင်းလေးလိုချင်ရင်ဒီကောင်ကိုအောက်ချငင်းခြင်းရဲ့ regulation ကိုချမငင်းနေဘူးငင်းကြောင်းလေးလိုအောက်ဆိုရင် okay ဒါနောက်ချင်ရဲ့မန်ပါဒါလေးကိုထောက်လိုက်မယ် control D နဲ့ပွားလိုက်မယ်တစ်ဖက်ကိုလှည့်လိုက်အဲ့ဒါအဲ့တော့ရောစက်ချင်ဆက်ဒီဘုတ်ကအင်လေးကိုနှိုက်လိုက်မယ်ဒီဘုတ်ကအင်လေးကိုနှိုက်လိုက်မယ်အလဲ point လေး point ကို selection ပေးလိုက်အဲ့ဒီမှာအဲ့ဒီရင်းနှီးကြောင်းဆက်လိုက်နောက်ချင်ကြောင်းပြရအောင်ဖိုက်ပွားမလားလောလောလေး control D အဲ့တော့ site ပွားရင်ငါတို့ကတစ်ချမ်းနဲ့ပဲပွားဒီဘုတ်ကအင်လေးကိုနှိုက်လိုက်ခုနကဆက်ထားတဲ့ line လေးကိုတစ်ချမ်းထုတ်ဒါနောက်ချမ်းရဲ့တစ်ချမ်းအဲ့တော့ငါတို့တွေက small size medium size large size Asian Asian ထုတ်တာဒါဆိုရင်ငါတို့က color ချယ်လိုက်အဲ့ဒါ small size ရဲ့ color ဟုတ်ကဲ့လားဒါဆိုရင်အဲ့ဒါလေးကို space bar လေးကိုတစ်ချက်ပုတ်လိုက် control D နဲ့ပွားလိုက်အဲ့တော့အယောင်လေးကိုနောက်တစ်ယောင်ထပ်ချင်လိုက်ခါကြီးဒါmedium size အကောင့်ကိုအောက်ထဲကိုပို့လိုက်အပေါ်မှာအယောင်လူက small size ရင်30ရင်34ပခုံးက H ထဲမှာအပေါင်းဓာတ်မ5ဒါပခုံးလိုင်းလေးထွက်သွားတစ်ဆိုင်နဲ့တစ်ဆိုင်နဲ့အကွာကိုပခုံးမှာ0.25အဲ့တော့ဂျိုင်းဘေးချုပ်ကိုငါတို့ကတစ်ဆိုင်နဲ့တစ်ဆိုင်နှစ်လမ်းမကိုပတ်ချလိုက်ရင်းနှစ်လမ်းမပြောရင်တော့6လမ်းမတူအဲ့တော့ဒီကောင်လေး selection ပေးလိုက်ပြီ 0.5 ရိုက်ထည့်မယ် H အပေါင်း 0.5 အဲ့တော့ B point 2 point ရယ်ကျော် U point ရယ် all selection လုပ်လိုက်တယ်အဲ့တော့ Y ထဲမှာလက်ထည့်ရမှာအပေါင်း 0.5 တစ်ဆိုင်ပေါင်းဂျိုင်းချင်းချင်းဒါစမောကYes, small size. Daria, who to get in a kata, they heal and sing out. Da, I will small size.
ဒီဘုတ်ကတီလေးကိုနှိပ်မယ်စာရေးမှာစမောဆိုင်ဒါလင်းဆိုင်ဒါလင်းအဲ့တော့နောက်တစ် site ပေါ်မယ် keyboard ကအင်လေးကိုနှိပ်မယ်အဲ့တော့ keyboard ကအင်လေးကိုနှိပ်လိုက်အခုငါတို့ရတဲ့မီလန်ကိုထောက်လိုက် control D ပွားလိုက်အရောင်ထပ်ရေးပူရင်းလာအဲ့ဒီအလောင်းကိုအောက်ဆုံးချလိုက်ပြီးတော့မှ keyboard ကအင်လေးကိုနှိပ်လိုက်တယ်ပွိုက်လေးထွက်လာပခုံးပွိုက်ကတစ်ဆိုင်ချင်းမှာပွိုက်ပြီး H မှာအပေါင်းပွိုက်ပြီးဘေးချုံရိုးပွိုက်H မှာလည်းအပေါင်းပွိုက်ဂျိုင်းရဲ့အောင်နာပေးရဲ့ကျော်စုရဲ့ 3 point selection ပေးလိုက်ပြီးသူ့ကဝိုင်းရမှာအပေါင်းပွိုက်အဲ့တော့ဒီမှာနောက်တစ် site ထွက်လာပြီ small site medium site large site အဲ့တော့ large site လေးကို select all selection လုပ်လိုက်မယ် control D HSI အကြောင်းပူးရင်းလိုက်အဲ့ဒါကိုအောက်ဖက်ကိုချလိုက်ပြီးတော့ keyboard ကအင်လေးကိုနှိပ် very easy နော်လော်လော်လေးတစ်ဆိုင်နဲ့တစ်ဆိုင်ကပခုံးwhite to H မှာအပေါင်း5 to 5ဒီချုပ်ရိုး selection ပေးလိုက်တဲ့ white တစ်ဆိုင်နဲ့တစ်ဆိုင်က white အပေါင်း white ကျော်ရိုးမင်းမှာ point 3 white selection ပေးလိုက်ပြီး white နဲ့မှာအပေါင်း white တစ်ဆိုင်နဲ့တစ်ဆိုင်က white ပါတယ်အဲ့ဒါလေးကိုဘာတန်းရှိပြအောင်ပို့လိုက်တယ် all selection ဖြစ်တဲ့အခါမှာ control D အရောင်လေးကိုထပ်ရင်းပြလိုက်တယ်အောက်ဆုံးချလိုက်တယ် keyboard ကအင်လေးကိုနှိပ်လိုက်ပွိုက်လေးထွက်လာတဲ့အချိန်မှာပခုံးပွိုက်ရောက်စပြီးတော့ H မှာအပေါင်းပွိုက်ပြီးတစ်ဆိုင်နဲ့တစ်ဆိုင်ပခုံးချင်းကြီးပွိုက်ပြီးရှင်ပွိုက်ရင်ရဲ့အောက်နာခါလိုင်းရဲ့နှစ်ပွိုက် selection ပေးလိုက်ပြီး H မှာအပေါင်းပွိုက်ကျော်ရိုးပါ selection ပေးလိုက်ပြီး Y နဲ့မှာအပေါင်းပွိုက်အဲ့တော့ဂျိုင်းချင်းကျပခုံးချင်းကျပြောရရင်မဲလုံးနေတယ်တို့ရနာဒီမဲဖိန်ထုတ်ဖို့လိုအပ်တဲ့အထုပ်ပညာရင်းတီညာဒါလေးတွေကိုဂါဂနာနာတိခဲ့ရင် site ထုတ်တာလေကောင်း order လုပ်မယ်
တူဘူးခန္ဓာကိုယ်စူးစားတယ်မတူဘူးသူ့ဘာသာသူအော်တူချဲလာတာကုန္ဒမ်ဒီစရပတနာသာတာဒီကောင်ကိုစိတ်နာလိုက်သက်လုံးသုံးပါတယ်ဒါလက်ဆက် control D စာရေးမပြီးဘောကတီရေးပြီး left side နောက်တစ် side က H ဒီဘောက B လေးကိုနိုင်လိုက်လင်းပြောင်းဆွဲလိုက်ဒါ H အဲ့တော့ H control D စာ H လို့ရေးမယ် T လေးကိုနှိပ်လိုက်ပြီးH ဒီဘောက B လေးကိုနှိပ်လိုက်ပြီး 2H control D စာရေးမယ်ဒီဘောက T လေးကိုနှိပ်လိုက် 2H အဲ့တော့အဓိက main plane ကိုငါတို့ချက်တယ် main plane ချက်တတ်ပြီဆိုရင်ပွဲပြီး digital computer main plane ဒီကောင်တိတ်နာဘယ်နှဆိုင်လာလားပခေါင်းကနှစ်ဆိုင်ရင်ပခေါင်းကဘယ်ဆိုင်လာတာ 0.25 ရင်လိုင်းက 0.5 အောက်နာအငယ်တန်း 0.5 ဒါပုံ international နော်အဲ့တော့ကိုအဲ့ဒါလာတော့ဘယ်ဆိုင်ကကျမှာလဲသွားထောက်လိုက်ထောက်တော့အဲ့ဒါလေးကို control C နဲ့ဥပမာH လာအထားတယ်ဆိုရင် keyboard က in လေးကိုနှိပ်လိုက်အဲ့တော့ငါတို့ 2H H လေးကိုဘာတိုင်းရှိပုတ်လိုက် space bar selection ဖြစ်သွားတဲ့အခါမှာ C control C အဲ့တော့ဒီကောင်ကိုအပြင်မှာထောက်အဲ့ဒါ H ဒါ 2H H ထောက်ဒီဒါဆိုရင်ဒီအောက်မှာငါတို့တွေလင်းချောင်းနေရှိ resolution ချပြီးလိုက်အောင်နာခေါင်းစာပါဘူးလားဘေးချုပ်စာပါဘူးလားဘေးကချုပ်စာတွေတုံးလို့စီပါဘူးလားပြပြရှိအောင်နာခေါင်းစာတလက်မှာဘေးချုပ်စာပွားတာဒီမှာအဲ့ဒီအများဆိုတလက်မှာပို့အဲ့တော့အဲ့ဒီငင်းချောင်းတွေထဲတော့ကိုကတကယ်လို့ဝင်နေဆွဲထုတ်ပြီးတော့မှာထဲအဲ့တော့ဇဝေဇဝါမဖြစ်ဘူးအဲ့တော့စထက်နဲ့ဒီချုပ်ယူချုပ်စာပွားတာစထက် control D H မှာ no တက်ချုပ်စာပွားတာတမမโอเคလားဒါပြီးရချုပ်စာဒိုင်းကောစာဒါမှမဟုတ်လက်တက်ရင်လက်ချုပ်စာအဲ့တော့ဒီမှာလည်းအောက်နာမင်းရှိအောက်နာခောက်စာတမမဒီဘုတ်ကပြီးလေးနှိုက်လိုက်တယ်အောက်နာလေးကိုရင်းရောက်ဆွဲနေ
အဲ့ဒါကို control D နဲ့ပွားပြီးတော့ y နဲ့မှာနှုတ်တက်အဲ့ဒါအောက်မှာခောက်စားဒီဘုတ်ကအင်လေးကိုနှိုက်လိုက်မယ် y လေးကို selection ပေးလိုက်မယ်လေးညက်လာပြီးထိုးကြည့်လိုက်ဒီအချုံလေးက y အဲ့တော့နဘင်းကိုစားဂျိုင်းကိုစားသူ့ဂျိုင်းနဲ့တူပဲဝကြည့်ဝက်ခနဲ့ဒီကဒီတိုင်းဖြစ်လာမှာဒီကပြောချင်တာကဒီလို main frame ချတတ်ဖို့အရန်လိုအပ်ပါတယ်အထုပ်ပညာရဲ့အခြေခံလုံးဝလိုအပ်ပါတယ်ပခုံးရင်းဗမာရှိလာတယ်ရှင်မင်းကဗမာရှိတယ်အဲ့ဒါတွေတက်တိနားလည်းပေါ့အထုပ်ပညာနားလည်းပခုံးတိုင်းကနေရတဲ့တစ်ဖက်တစ်ချက်မို့လို့နှစ်နဲ့စားတယ်သူက6လမ်းပါရင်တစ်ပတ်လုံးတိုင်းရဲ့လေးချိုးတက်အရောကဘယ်မှာရှိနောက်ညက်တာတခြားမညက်တာနေတော့မှအရောပြန့်လိုက်တာသုံးနှစ်ဆိုတော့လေးချိုးတက်ကရှိရင်တခြားရှိတော့ခါကျက်လက်ထတိုင်းနဲ့ခါကျက်တခြားချက်ပါရင်တစ်ပတ်ခါတစ်ပတ်လုံးတိုင်းရဲ့လေးချိုးတက်ခါရှိရဲ့စံမှာနှုတ်တင်နဲ့ဒိုင်းမဖောက်တဲ့ဘင်းထိုင်ပြလိုက်လောလောဆယ်တော့ဒါတို့တမီးကလွယ်မဲ့ထင်လိုက်မယ်အဲ့တော့ငါတို့ကစက်ပြီးတော့လေ့လာကြည့်အထုပ်ပညာဆိုတာလေးကိုလေ့လာကြည့်အဲ့ဒီဟာမကြည့်မြန်နဲ့တို့တွေကဘာမှလုပ်လို့မရအဲ့တော့ငါတို့အထုပ်တက်ပြီးကြပါလို့ပြောတာတဲ့ငါတို့တွေကဒါဆိုရင်ကဒီတိုင်းနဲ့ဆွဲတာဟုတ်ပါဘယ်နေရာကိုပခုံးလို့ပြောတာပခုံးတိုင်းကဘယ်အိမ်တွင်လဲဥပမာလက်ပြတ်တာရိုးလာတာကုတ်လာတာလက်ဖောင်းလာဘလို့တိုင်းကြီးပါမှာစားမယ်ဆောင်ခဏကိုချိုးစားကိုပရိဒူကြည့်တယ်အဲ့တော့ပြောချင်တာကအချုပ်ပညာကိုဂါဂနနတက်ထားမှာရအဲ့တော့တို့တွေကဒါမလိုအပ်တဲ့ဖိုင်တွေကိုပိတ်လိုက်တော့မယ်ပခုံးပင်ရလဲပခုံးဘယ်လိုတိုင်းလာလဲပခုံးဘယ်အတွက်တိုင်းမှာလဲဒီမှာရှိနေတဲ့နောက်ချမ်းတစ်ချမ်းရဲ့ data ချက်နဲ့5ချက်ကိုဒီအကြောင်းတရား3ချက်နဲ့ငါတို့ထင်ကြတာပခုံးဆိုတာဘယ်နေရာလဲလေတိုင်းရင်ပခုံးလေတိုင်းရဲ့အစုပ်ကြောကုန်းရဲ့ပထမစစ်လေတိုင်းရင်ပခုံးအဲ့တော့ဒီမှာငါတို့ကလေတိုင်းရင်ပခုံးကြောယူဓာကြောယူကြောယူပထမစစ်ပေါ်နေဟာပခုံးသူပြောတာလေတိုင်းရင်ပခုံးလေတိုင်းရဲ့အစုံကြောယူပထမစစ်နဲ့ဒါနောက်စစ်နဲ့အကွာဘူးအဲ့ဒီမှာလည်းလာပြီလေတိုင်းအတူရှိတယ်ဒီအဲ့တော့အဲ့ဒီမှာဘယ်နေရာပခုံးလို့ပြောတာလဲလေတိုင်းရင်ပခုံးကြောယူပထမစစ်ရဲ့အပေါ်နေ
အဲ့ဒါပခုံးကြီးတီရအိန္ဒိယမှုတော့အနာနဲ့ရှင်နေလောပါပဲအဲ့တော့ငါတို့ကဒါပုံမှန်ခန္ဓာကိုယ်ထူးစားလို့ထုတ်ဘူးလေတိုင်းမြင်းကဥမာကျော်ရုပ်ပထမစစ်ကနေတော့နောက်စီထူတာနှစ်လမှရှိတယ်ဆိုပါတော့လေတိုင်းရဲ့ကျော်ရုပ်ရဲ့တစ်ဖက်တစ်ချက်နှစ်ခွဲစီရှိဆိုပါတော့အဲ့ဒါပုံမှန်ခန္ဓာကိုယ်ထူးစားအဲ့ဒီလေတိုင်းကကြီးလာမယ်ရှည်လာမယ်ဒါဆိုရင်ကျက်ပြန့်ဖြောက်တတ်မယ်ပခုံးနဲ့ပခုံးကြီးတန်းတန်းကြီးရင်းကြီးကောင်းနေတယ်လူလည်းရှိတဲ့လေတိုင်းရှိတချို့လူကြတော့လေတိုင်းလေးကတူတူသေးသေးလေးလေတိုင်းရဲ့တစ်ဖက်တစ်ချက်ပြောချင်တာလေတိုင်းကြီးပခုံးလို့ပြောလိုက်တာလေတို့သိရမှာပါအဲ့ဒီလေတိုင်းကြီးပခုံးတည်တဲ့မင်းဟာဘယ်မှာတူတာလဲကျော်ယူပထမစိတ်ရဲ့ပေါ်နေရမှာဒါပခုံးလေးကိုခေါ်တယ်ဒါတို့ယူပဲတောင်းတော့မဟုတ်ဘူးဆရာတို့ယူပဲတောင်းတော့မဟုတ်ဘူးအများကြီးအနာနေရှင်ဝင်ဝတ်အဲ့ဒီလိုလေတိုင်းကြီးပခုံးလို့ပြောလိုက်တာနဲ့ပုံမှန်ခန္ဓာကိုယ်ထူးစားရဲ့ကျက်ပြန့်ဖြတ်တဲ့ခန္ဓာကိုယ်ထူးစားရဲ့လေတိုင်းတူတူသေးသေးလေးခုံလုံးလျှောနေတဲ့ခန္ဓာကိုယ်ထူးစားဒီခန္ဓာကိုယ်ထူးစားတဲမှာပဲယောက်ျားမိန်းမရောရှိအဲ့တော့ပခုံးပွင့်နေရလဲလို့ပြောလိုက်တာငါတို့ကလေတိုင်းကုန်းမျိုးရှိတယ်ပခုံးကုန်းမျိုးရှိတယ်ခန္ဓာကိုယ်ထူးစားကုန်းမျိုးရှိတယ်ဆိုတာဒါကလည်းသိတယ်အဲ့ဒီမှာငါတို့သတိတွေဒီတိုင်းကကြည့်တယ်လက်ပြင်ကဘယ်လောက်ကုန်းတာလဲလေတိုင်းရင်းမှာအသားဆိုင်ရှိနေတာဒါဆိုရင်တို့ဥဒေတာအနာနဲ့ရှိနေတော့လည်းဒီတိုင်းမှာပဲခန္ဓာကိုယ်ပဲရှိတယ်ဒီခန္ဓာကိုယ်အခြေခံတော့ငါတို့ခုနထောက်ခဲ့တဲ့ main frame ရတယ်ဆိုရင်ပွဲအဲ့တော့ဒီမြင့်တရားလေးတွေကိုငါတို့ကတကယ်တမ်းနဲ့တက်ပြီးနားလည်တယ်အဲ့တော့ဒီအထည်ကိုငါတို့ဒီလိုသူများနဲ့မတူရဲ့ပုံစံမျိုးလုပ်တာသူပါအပ်ထားတာနေကဆိုဝင်ဒီလေးစီနေတာဒါရေမုံချမ်းကိုတယ်အဲ့ဒီလိုမျိုးကိုငါတို့ကတကယ်တက်ပြီးနားလည်တယ်အဲ့တော့ငါတို့ကမင်းပိုင်ချတဲ့နေပြီးဆိုရင်ဘာပြောလဲငါတို့သာထုတ်လို့ရအဲ့တော့ငါတို့ဆက်တော့လေ့လာကြည့်မယ်နောက်ထပ်တော့ဒီတောင်းနှစ်ချောင်းရဲ့အကွာဝေးပုံမှာလဲဒီမှာသာမတ်ထိတ်နှစ်ခုအကွာဝေးဟာတောက်ထိတ်သာမတ်ထိတ်နှစ်ခုအကွာဝေးကထမန်တောက်ရဲ့အစပဲဒါတွေကနောက်ပိုင်းရှင်းပြအဲ့တော့ငါတို့ဒီမှာတွေ့လိုက်ပြီဒါဆိုရင်နောက်ချမ်းခုနလိုပေါ့ထောက်လိုက်ပြီးရွေးထားလိုက်ပါတော့ထောက်လိုက်ပြီးဘေးချမ်းညာချမ်းဒါဘေးချမ်းဒါတွေထောက်ဖို့တော့ဘူးဗျာတဖြည်းဖြည်းချင်းလာမယ်ဒါရေမုံညံကိုကုတ်မယ်ကိုဆာသွားတာဒီတိုင်းသွားတာဒီမှာခဲရအောင်အဲ့ဒါကိုဆာလည်းပင်အကုန်လုံးပါတက္ကသိုလ်
တက္ကသိုလ်ရေမောင်းကရဲမိတ်တွေလည်းဝတ်တယ်တော်တော်များများဝန်ထမ်းတွေဝတ်တယ်ပေါ့ကွာအဲ့ဒါလေးတော့တတိနားတယ်ပေါ့အဲ့တော့အတို့တွေဆက်ပြီးတော့လေးလာမယ်နော်ကျွန်တော်မျိုးထောက်တာလဲဆိုတာကိုနားလည်ငါတို့တွေဟာအတိအကျလေးလာအဲ့တော့အယုတ်ပညာနဲ့ဒီအတတ်ပညာနဲ့ပေါင်းတဲ့အခါငါတို့ဒီပေါ်မှာပေါ်နေတဲ့ H ပါဒီမှာ W မှာပေါ်နေတာဒီငါတို့ဥဆွဲပြခဲ့ငါတို့သုံးတဲ့ icon လေးတွေကသုံးခုလေးခုမြင်မှဆွဲတယ်မြင်ရောက်ဆွဲတယ်စာရေးစရာရှိရေးတယ်ဒါနောက်ထပ်မရှာမရအပိုင်းကိုတေချာလေးအချမ်းတိုင်းမှာထည့်အဲ့တော့ငါတို့တွေပြောချင်တာအချုပ်ပညာကိုလည်းငါတို့ကွန်ပျူတာပတန်ထုတ်တော့မယ်ဆိုရင်တီရာပြီး H1 နားလိုက်ရမယ် white height အဲ့ဒီဒီခုကျွမ်းကျင်တာပြီကွန်ပျူတာပတန်တက်ကျန်တာတွေကအဝေး white တွေကကြည့်မယ်ဘယ်လိုကျင့်မလဲဒီတိုင်းဒီဘုတ်ကဒီလိုနဲ့ရေပြောက်တဲ့ထောင်ဆိုလိုက်ပြန်ထွက်လိုက်ဒီဘုတ်ကအင်လေးကိုနှိပ်လိုက်နှစ်ခုကြားတဲ့ဝင်လိုက်လေပင်ပေါ့ရိုင်းပေါ့ပွိုင်လေးတစ်ခုရလာတယ်တဖြည်းဖြည်းတင်နားလည်းလာပါကိုယ်မလားကောက်မလားဒီကဖြတ်မလားဆက်မလားဒီနှစ်ဖက်ကောင်းလေးရဲ့အထူးလောက်ဆောင်တယ်ဒီဇိုင်းပေါ်ဒီကောင်လေးတစ်ကောင်လေးနဲ့ပေါ့ပါโอเคလားဒါဆိုရင်ဒါတို့ဒီလိုပေါ့ပညာမျိုးကိုဘာမှမလုပ်ရောကွန်ပျူတာပတ်တန်ချင်းခံလေးလာထားတဲ့နိုင်ငံတကာမှာကွန်ပျူတာတွေကိုင်နေကြငါတို့နိုင်ငံနဲ့နာမည်နဲ့ကြားအဲ့တော့ကိုယ့်ရဲ့လုံဆင့်မြင့်တယ်ကိုယ့်ရဲ့အရေးကြီးပေါ်ထုတ်ဖို့ဆိုကြံနေသေးတဲ့lýပညာကွန်ပျူတာနဲ့အတတ်ပညာအချုပ်ပညာကိုပေါင်းစည်းကြည့်ပါလားဒီနည်းနည်းဘယ်လိုဆိုတာလဲဒီတော့တွေဘယ်လိုထဲအခေါ်ဘူးဒီအိမ်ကောက်ချုပ်လိုက်ဒီပုံစံမဲလားโอเคလားဒါကြောင့်မို့နေသားတို့တမျိုးအားလုံးဖိတ်ခေါ်ပါတယ်တို့နိုင်ငံကနည်းနည်းနာကြနေခံစားနေဒီပညာမှာအတတ်ပညာဒီလိုကာကနနာငါတို့ခန္ဓာကိုယ်ကြိုးစားတွေကိုကြည့်တတ်မယ်ခြေတက်တဲ့နောက်တက်တဲ့နဲ့ဗေဒကြည့်တာတူတာများဘယ်လိုမြင်တဲ့နေရခြေတက်တဲ့ကြည့်တာသူ့အဝင်ဝိုင်းနှစ်ခုရည်ရက်လာတစ်ဖက်နိုင်တာဒါလေးတွေကိုကြည့်တာအဲ့တော့မဆောင်တဲ့ဘိုင်းရောငါတို့အချုပ်ပညာဘိုင်းရောဟိုတတ်တည်ဖြစ်စီမတတ်တည်ဖြစ်စီငါတို့ဒီဒီအတတ်ပညာတာနည်းနည်းဖက်လဲရပခုံးကြီးဘယ်မှာရှိတာလဲဆိုတာနားလည်လားရင်လိုင်းဘယ်မှာရှိတာလဲနော်ခါလိုင်းဘယ်မှာလဲခါတမှုဘလောက်လဲရင်တမှုဘလောက်လဲဘယ်လိုတွက်ယူရတာဒါမျိုးလေးတွေရှိလာမှာပေါ့နည်းနည်းလေးစူးစမ်းကြည့်လိုက်ကိုတက်ထားတာနဲ့ပြန်ပေါင်းလိုက်ဒီကွန်ပျူတာပတန်အတွက်လိုအပ်တဲ့အခြေခံ main file ထုတ်တဲ့နည်းတွေကိုလေ့လာအဲ့ဒီလိုလေ့လာပြီးတော့မှကိုတက်ထားတာပဲဟုတ်တယ်လူတိုင်းတော့ပြောကြတာပဲဆရာတို့လည်းပြင်ရှာနေတာပဲပညာအကုန်လည်းလုံးဝမရှိဆရာတဲ့တော်တဲ့ကလေးတွေအများကြီးရှိခေါင်းယူပါအခုလိုရှင်းပြတာလောက်ပြတာအခြားမဟုတ်ပါဘူး
Aro Nanga, Nanali, Nauchan, Ara Nivina, Ne, Tapinau, Pulu Ponsi Desau, Lobia. Tilu, the pay design, so bold, I didn't look back. Toto to that, you know. Say, look at that. Reason, eh? Tikumnae, Tata, Mesamaria, when they come down, kind of Nanagaye, Pination is here, 2000, Pinatin Veda. See, Alan Namabi machine. I wrote a view like Namabi. Bema, we will like Shara. Tea, someone head, Tilu, but I know that Lara, Chiders of Lara, see it. Tima did it, teacher, machine, India. Tia, Iceberg, and Yichi. Error, I wrote a blue Navalu, eh? Say, I wrote pick on the alone, bye bye. Menglava, Pinani Monoma, Arlo, Menglava.